ကျန်သေးတယ်နော်မပြီးသေးဘူးနော်ကျွန်တော်တို့အစီအစဉ်ကျန်သေးတယ်ကျွန်တော်ဆိုပြီးလို့ရှိရင်ကျွန်တော်ညီမငယ်လေးတွေကျန်သေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့Thank you. ဒါအချမ်းမြေလေးပေါ့ဟုတ်လားညီမလေးကနှွေးထွေးတယ်မလားညီမလေးကိုကင်လိုက်တော့အချမ်းပြေသွားတာပေါ့ကဲဒီနေ့ဒီမှာရန်ကင်းပထောင်မတ်တက်မှာလာပြီးတော့အားပေးကြတဲ့ဒီဟာပရိသတ်တွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆက်ပြောမယ်နော်အဲ့တော့ဒီနေ့လာပေးကြတဲ့